ဇလန်းကိုမက္ကဆီကိုတွင်စတင်ထားပြီးလီမ်နီဇန်တရုတ်ဆောင်သည့်ဗိုလ်မှူးကြီးဟန်နီဘယ်သည်အကျင့်ပြတ်ခြင်းနှင့်တူကိုဖမ်းဆီးခြင်းကိုခံရကာကွပ်မျက်ခံရတော့မည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်ထို့သောသောအန္တရာယ်ကြားမှပင်ဟန်နီဘယ်သည်တည်ငြိမ်စွာဖြင့်ဝှက်ထားသောတုတ်ဖွင့်ကိရိယာကိုသုံးကာလွတ်မြောက်အောင်ကြိုးစားခဲ့သည်သူသည်နှိပ်စက်ခံနေရသောသူ၏လက်ယုံဖြစ်သူ Face ကိုချက်ချင်းဆက်သွယ်ခဲ့သည်တစ်ချိန်တည်းမှာပင်စာဂျင်ဘတ်စကာသည်သူ၏အထင်ကရမင်စာဘန်ကားဖြင့်တဲကန်နာယာကိုဖျက်ကျော်လာစဉ်ဟန်နီဘယ်နှင့်တိုက်ဆိုင်ဆုံတွေ့ပြီးအဖွဲ့ထဲသို့ဝင်ရောက်လာခဲ့သည်ရင်းတို့သုံးဦးပေါင်းက Face ကိုပောက်ကွဲစေတတ်သောလက်နက်များဖြင့်ကယ်ထုတ်ခဲ့တော်လဲကျွမ်းကျင်လေယာဉ်မှူး Captain Murdoch လိုအပ်နေသေးသည်စိတ်တစဆေးရုံတွင်ရောက်နေသော Murdoch ကိုအမခံရဟတ်ယာဉ်စည်းကမ်းဖြင့်ကယ်ထုတ်နိုင်ခဲ့ပြီးနောက်ရင်းတို့လေးဦးသည်အရင်အဖြစ်တရားဝင်ဖွဲ့စည်းခဲ့ကြသည်ရှစ်နှစ်အကြာတွင်ရင်းတို့သည်အီရတ်၌အမေရိကန်တပ်မတော်အတွက်ထိပ်တန်းလျှို့ဝှက်စစ်စင်ရေးများကိုလှုပ်ဆောင်ပေးနေသည့်အထူးအဖွဲ့ဖြစ်လာခဲ့သည်အီရတ်တွင် CIA Agent Lynch ကခိုးယူခံထားရသောအမေရိကန်ငွေစက္ကူပုံနှိပ်ပြားများကိုပြန်လည်သိမ်းဆည်းရန်အတင်ကိုတာဝန်ပေးသည်ရင်းတို့၏အထက်လူကြီး General Morrison ကခွင့်ပြုခဲ့တော်လဲဤမစ်ရှင်ကိုတရားဝင်မှတ်တမ်းမတင်ရန်တတိပေးခဲ့သည် Face ရီစာဟောင်းဗိုလ်ကြီး Carissa Souza ကလည်းဤမစ်ရှင်ကိုမလုပ်ရန်တားမြစ်ခဲ့သည်သို့သောအဖွဲ့သည်အန္တရာယ်ကိုဂရုမစိုက်ဘဲတင်ကားကိုလေထဲတွင်ချိတ်ဆွဲပြန်တန်းကာပုံနှိပ်ပြားများကိုအောင်မြင်စွာခိုးယူနိုင်ခဲ့သည်သို့သောမင်းတို့၏အောင်ပွဲသည်ခဏသာခံခဲ့သည်ရင်းတို့၏စခန်းဘုံကျဲခံရပြီး General Morrison တေဆုံးသွားခြင်းကြောင့်ရင်းတို့အပြစ်ကင်းကြောင်းသက်သေပြမည်သူမရှိတော့ပေပြိုင်ဘက် Black Forest အဖွဲ့မှ Pike ကပုံနှိပ်ပြားများကိုခိုးယူသွားသည်သက်သေမရှိသဖြင့်အဖွဲ့ဝင်များသည်ယာဒူးမှထုတ်ပယ်ခံရကာထောင်ဒဏ်12စီအသီးသီးချမှတ်ခံခဲ့ရသည်ထောင်ကျပြီး6လအကြာတွင် Hannibal သည် CIA Agent Lynch နှင့်ညှိနှိုင်းကာပုံနှိပ်ပြားများပြန်လည်ရှာဖွေပေးမည်ဟုသောကတိဖြင့်လွတ်မြောက်ရန်ကြံစည်သည် Hannibal သည်သူသေသွားပြီဟုဟန်ဆောင်ကာလွတ်မြောက်လာပြီးနောက်သူ၏အဖွဲ့ဝင်များကိုနီလန်းမျိုးဖြင့်ကယ်ထုတ်ခဲ့သည် Face သည်ထောင်တွင်စူပူမှုဖန်တီးကာလွတ်မြောက်လာပြီးကာကို Hannibal ကနီလန်းဖြင့်ဆွဲထုတ်ခဲ့ကာ Murdoch သည်သုံးရုပ်ရှင်ကြည့်ရင်းလေရင်မောင်းနေသည်ဟုထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကာစိတ်တစဆေးရုံမှလွတ်မြောက်လာသည်ယခုအခါဝရမ်းပြေးများအဖြစ်ပြန်လည်ဆုံစည်းကြပြီး Pike နှင့် Black Forest စစ်သားများထံမှပုံနှိပ်ပြားများပြန်လည်ရယူရန်အပြင်းထန်လိုက်လံစုံစမ်းကြတော့သည်ရန်သူများကိုခြေရာခံရင်း Agent Lynch သည်နှစ်ဖက်စလုံးကိုလှည့်စားကာ Pike ကိုယ်တိုင်ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရသည် Hannibal သည် Lynch အရှုပ်တော်ပုံကိုဖော်ထုတ်ရန်နှင့်ပုံနှိပ်ပြားများပြန်ရရန်ရှုပ်ထွေးသောအစီအစဉ်တစ်ခုကိုရေးဆွဲခဲ့သည် Los Angeles ဆိပ်ကမ်းတွင်ကွန်တိန်နာတစ်တာများကိုအသုံးချကာရင်းတို့၏စစ်ဗျူဟာမြောက်တိုက်ပွဲကိုဆင်နွှဲခဲ့သည် Face သည်ခေါင်းဆောင်မှုကဏ္ဍတွင်ပါဝင်လာပြီး Pierre ကလည်းလူသက်ရန်ကြောက်ရွံ့မှုကိုကျော်လွှားနိုင်ခဲ့ကာ Murdoch အမခံလေယာဉ်မောင်းကွက်များဖြင့်အောင်ပွဲခံခဲ့သည် Lynch လုပ်ရက်များပေါ်ပေါက်သွားကာ Pike ရှုံးနိမ့်သွားပြီးပုံနှိပ်ပြားများကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်အောင်မြင်မှုရခဲ့တော်လဲဆရာသည်ကိစ္စရပ်အားလုံးကိုဖုံးကွယ်ထားရန်ဆုံးဖြတ်ခဲ့သောကြောင့်အရင်းသည်ဝရမ်းပြေးများအဖြစ်ဆက်လက်တည်ရှိနေရသည်သို့သော Hannibal ကအစီအစဉ်တစ်ခုအောင်မြင်ဖြစ်သွားတာကိုငါသဘောကျတယ်ဟူသောသူ၏ဆောင်ပုဒ်အတိုင်းကျေနပ်နေခဲ့သည်ဇက်ကားအဆုံးတွင်အတိန်သည်နောက်ထပ်စွန့်စားခန်းများစီသို့ထပ်မံလွတ်မြောက်သွားကြသည်ဤရုပ်ရှင်သည်မူရင်းဇလန်တွေ၏အနှစ်သာရကိုအားကောင်းသောအရှင်များဟာတာများနှင့်ပြည့်စုံစွာဂုဏ်ပြုထားခြင်းဖြစ်သည်